ကိုရီးယားရဲ့တမိုင်းတစ်လျှောက်ကြီးစုသူအများဆုံးစံချိန်တင်ရုပ်ရှင်ကားများနံပါတ်1 The Amaron Rolling Chris ဒီရုပ်ရှင်ကားကြီးကတော့2014ခုနှစ်ကရုပ်ရှင်ရုံတွေမှာပြသခဲ့ပြီးတော့ကြာချိန်2နာရီ48မိနစ်ရှိတဲ့ကြီးကျယ်ခမ်းနားလွန်းလာတဲ့တောင်ကိုရီးယားရဲ့တမိုင်းဝင်စစ်ရေးအရှင်ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်ကိုရီးယားရုပ်ရှင်တမိုင်းမှာကြီးစုသူဦးရေ18တန်းကျော်တီကိုစံချိန်တင်ရရှိခဲ့ပြီးတော့လက်ရှိအချိန်ဒီကိုကိုရီးယားရဲ့ကြီးစုသူအများဆုံးနဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်ပြည်တမိုင်းတင်ထားတဲ့မဖြစ်မနေကြည့်ရမယ့်ဇာတ်ကားကြီးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့1998ခုနှစ်ကဂျပန်တို့ရဲ့ဒုတိယအကြိမ်ကိုရီးယားကျူးကျော်စစ်အတွင်းမှာကိုရီးယားရေတပ်ဟာရကင်စစ်ပွဲတွေကြောင့်ဖျက်ဆီးလူနေပါဖြစ်နေပြီးတော့စစ်တင်ပေါ်12စင်းသာကြန့်ရှိပါတော့တယ်ဒီလိုအကျက်တဲ့ကာလမှာဘရင်ရဲ့တန်တရားကြောင့်ချင်းချာနှိမ့်မှန်းခံရတဲ့နာမီကြီးဗိုလ်ချုပ်ကြီးအီဆွန်ရှင်းကိုရေတပ်ကိုပြန်လဲဥဆောင်ဖို့ပြန်လဲခေါ်ယူတောင်းပေးလိုက်ပါတော့တယ်ရန်သူဘက်ကစစ်တင်ပေါ်အင်အား300ကျော်နဲ့အလုံးရင်းကျူးကျော်ကိုပြင်ဆင်နေကြပါတယ်အင်အားချင်းမမျှလုံးတဲ့ဒီစစ်ပွဲမှာဗိုလ်ချုပ်ကြီးအီဆွန်ရှင်းဟာသူ့ရဲ့ပြောင်းလဲလာတဲ့စစ်ဗျူဟာခေါင်းဆောင်မှုအပြည့်နဲ့ညောင်ရဲရီလက်ကြားရဲ့ထူးခြားတဲ့ရေစီးကြောင်းအခြေအနေကိုအသုံးချပြီးတော့ရန်သူတွေရဲ့ရေတပ်ကြီးကိုအံ့ဩဖွယ်ရာနှိပ်တိုက်ခိုက်နေခဲ့ပါတယ်ဗိုလ်ချုပ်ကြီးရဲ့စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေစစ်သားတွေရဲ့စိတ်ဓာတ်ကိုပြန်လဲမြင့်တင်ပေးပုံတွေနဲ့အတူရင်းနှက်ရှိမိုးပွဲရေပြင်စစ်မြင်ကွင်းတွေကိုပါတမိုင်းနဲ့အညီလက်တွေ့ကြကြရိုက်ကူးပုံပေါ်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေတဲ့ကတော့မင်းသားကြီးချွေမင်းရှိမင်းသားလူဆောင်ရောင်းမင်းသားကြီးချိုချင်းရောင်းတို့ကပါဝင်ထားပါတယ်ဝေတင်နေတဲ့ကတော့ INDB 7.1 ရရှိလာတဲ့ဇာတ်ကားကြီးပဲဖြစ်ပါတယ်နံပါတ်2 The King Warden ဒီဇာတ်ကားလေးကတော့ကိုရီးယားရဲ့တမိုင်းဖြစ်ရမှန်ကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ရင်းနှီးစရာကောင်းတဲ့ history တမ်းမှာရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်ရုပ်ရှင်ရုံတွေမှာကြီးစုသူဦးရေ16.8 တန်းကျော်ရှိပြီးတော့ကိုရီးယားရဲ့ရုပ်ရှင်တမိုင်းမှာဒုတိယမြောက်ကြီးစုသူအများဆုံးအပြင်မှတ်တမ်းဝင်ခဲ့သလိုဇက်လန်ရဲ့နောက်ဆုံးဇက်ဝင်ခန်းတွေကပရိသတ်တွေကိုမျက်ရည်ကျစေခဲ့တာကြောင့်နာမည်ကြီးလူကြိုက်များခဲ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်ဇက်လန်လေးကတော့တနိုင်ငံလုံးကိုအုပ်စိုးခဲ့တဲ့ဘီငယ်လေးတစ်ပါးဟာသူ့ရဲ့အရက်ဆက်ဆုံးဦးဤတော်စူယန်မင်းသားကြီးရဲ့အထီးနှံလူမှုကိုခံလိုက်ရပြီးတဲ့နောက်ဘယ်သူမှမသွားချင်တဲ့ဝေးလံခေါင်းပြလာတဲ့ရောင်ဝတ်ဒေတာကဂွမ်ချန်တောင်ပေါ်ရွာလေးတစ်ရွာကိုနေနေတိုင်းပေးခြင်းခံလိုက်ရပါတယ်တစ်ဖက်မှာကလည်းအဲ့ဒီရွာရဲ့ယာသူကြီးအဟွန်းတို့ဟာသူ့ရဲ့ယာသူယာသားတွေစာဝန်နေပြည်လဲစေဖို့အတွက်နေနေရန်ပေးခံရတဲ့မျိုးမြင့်လူကြီးမင်းတို့ကိုရွာစီကိုခေါ်ဆောင်လာဖို့ကြိုးစားနေသူဖြစ်ပါတယ်တတိမှာတော့ထီးနှံလူခံရပြီးတော့ဘွားကိုလက်လျှော့ထားရတဲ့နန်းကြဘင်းငယ်လေးအီဟုံးဝီဟာရွာလေးစီကိုရောက်လာတဲ့အခါမှာတော့တီးကျန်နေတဲ့ဘရင်ငယ်လေးနဲ့သူ့ကိုစောက်ချက်ကြည့်ရှုရတဲ့ကေမူဂျာကတွေးမတော့တာမဆက်ပြီးမဲ့နတ်ဆိုင်လာတဲ့တန်ရုံးစဉ်တစ္ဆာတရားနဲ့မေတ္တာတရားတွေကိုတဖြည်းဖြည်းဖြစ်ပေါ်လာပုံတွေကိုရင်းနှီးဖွယ်ကောင်းအောင်ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေတဲ့ကတော့ဝီဟီရိုကတ်တွေကမင်းနာကျော်ပဂျီဟွန်းနဲ့သူဝိုင်းမင်းနာကြီးယိုဟီဂျင်းတို့ကတွဲညီညီနဲ့အကောင်းဆုံးပုံဖော်ထားပြီးတော့ဝေတင်နေနဲ့ကတော့ INDB 6.90 ရရှိရတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်နံပါတ်3 Extreme Job ဒီဇာတ်ကားလေးကတော့2019ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ကြာချိန်တနင်္လာရီ50မိနစ်ရှိတဲ့တကားလုံးကိုပောက်ကွဲထပ်မတက်ကိုဦးတက်အောင်ရည်နေရမယ်မူရည်ရေးအဖွဲ့ရဲ့အရှင်ကံပတီရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်ကိုရီးယားမှာကြီးစုသူဦးရေ16တန်းကျော်ရှိခဲ့ပြီးတော့ဝင်ငွေအမေရိကန်ဒေါ်လာ120မီလီယံကျော်ထိကိုစံချိန်တင်သိမ်းပိုက်ခဲ့တဲ့အပြင်လူပြောများဆုံးတမိုင်းဝင်ဟာတာရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့မူရည်စေဝါနှိမ်နင်းရေးအဖွဲ့ကအမြဲတမ်းတလွဲတွေလောက်ပြီးတော့ရှုံးနေနေတဲ့ရဲစုံတော်9ဦးပါဝင်တဲ့အဖွဲ့ငယ်လေးဖွဲ့ရှိပါတယ်သူတို့အဖွဲ့ဟာနောက်ဆုံးအခွင့်အရေးအနေနဲ့အဓိကမူရည်စေဝါကိုင်းကြီးကိုဖမ်းဆီးဖို့ဂိုင်းရဲ့အခြေစိုက်စခန်းမျက်ဆောင်တိုးလေးမှာပျက်စီးလူနီးပါဖြစ်နေတဲ့ကြက်ကြော်ဆိုင်လေးကိုအသွင်ယူအားစောက်ကြည့်ဖို့အတွက်ဝယ်ယူလိုက်ပါတော့တဲ့ရည်ရွယ်ချက်ကနေဘက်မှာကြက်ကြော်ဆိုင်ဟန်ဆောင်ရင်းနဲ့ညဘက်မှာဂိုင်းကိုချောင်းမြောင်းဖမ်းဆီးဖို့ဖြစ်ပေမဲ့သူတို့အဖွဲ့တွေကအစုံတော်တယောက်ကမတော်တဆစမ်းတက်ချက်ပြုတ်လိုက်တဲ့ကြက်ကြော်ရဲ့အရာတာနတ်သက်ချူထားတဲ့အထိကိုကောင်းမွန်နေခဲ့ပါတယ်ဒါနဲ့ပဲဗဇက်ရသွင်းကနေတဆင်းဆိုင်ဟာ TBCC နဲ့ခီးသွားတွေနဲ့ကြက်ကြိတ်ဒိုးစီကားပြီးတော့အောင်မြင်လုံးနဲ့ကြက်ကြော်ဆိုင်ကြီးဒီဇိုင်းဖြစ်လာပါတော့တဲ့မူရဂိုင်းကိုစောက်ကြည့်ရမယ့်အစားနေ့တိုင်းကြက်ကြော်ရောင်းဧည့်သည်ဧည့်ခံရလို့အလုံးရှုပ်ပြီးတော့ပတ်ချလဲနေတဲ့သူတို့ဖွဲ့ရဲ့အလွဲလဲအချော်ချော်ဟာတာအချင်းတွေကိုရင်မိုးစရာရင်ခုန်စရာအရှင်ကန်းနေတဲ့သူအားရပါရဟကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေတဲ့ကတော့မင်းသားကြီးဦးဆောင်ရောင်းမင်းသမီးအီဟာနီနဲ့အတူမင်းသားဂျင်စွန်ဂျူမင်းသားလီဒုံဝီမင်းသားဂုံမြောင်တို့ကလူစုံတက်ဆုံနဲ့ဟာတာတွေကိုဘုံကျဲထားကြပြီးတော့ဝေဒီနေနဲ့ကတော့ INDB 7.1 ရရှိလာတဲ့ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်နံပါတ်4 Alone with the God The Two War ဒီဇာတ်ကားကြီးကတော့2019ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ကြာချိန်2နာရီ19မိနစ်ရှိတဲ့နာမည်ကြီးဝက်ဝန်ကိုအခြေခံရိုက်ကူးထားတဲ့ Fantasy Action ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်ကိုရီးယားရုပ်ရှင်သမိုင်းမှာကြီးစုသူဦးရေ14တန်းကျော်ထိရှိပြီးတော့အံ့ဩမေတ္တာပွဲကောင်းလွန်လာတဲ့ CGI ရိုက်ချက်ကောင်းတွေကြောင့်အာရှတလောင်မှာအကြီးကျယ်အောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားကြီးပဲဖြစ်ပါတယ်ဇက်လန်လေးကတော့မိသက်သမားခင်ဂျာဟုံးဟာတာဝန်ထမ်းဆောင်ရင်းနဲ့ကလေးတယောက်ကိုကယ်တင်ကသူရဲကောင်းပီတာစာပဲတည်ဆုံသွားခဲ့ရပါတယ်တည်ဆုံပြီးတဲ့နောက်မှာတော့သူ့ကိုနောက်ဘဝလောကရဲ့တင်မင်းသမန်အုတ်ထိန်သူ3ဦးဖြစ်တဲ့ရန်ရင်ဟာဝမန်နဲ့ဒပ်ချုံတို့ကလာရောက်ခေါ်ဆောင်ပြီးတော့ငရဲပြည်ကိုခီးနှင်ကြပါတော့တယ်လူသားတယောက်တည်ဆုံပြီးတဲ့နောက်မှာပြန်လည်မွေးဖွားခွင့်ရဖို့အတွက်49ရက်အတွင်းငရဲတရားစီရင်ဂိတ်9ခုကိုဖျက်တမ်းပြီးတော့အသက်ရှင်စဉ်ကကျူးလွန်ခဲ့တဲ့အပြစ်တွေကိုစစ်ဆေးခံရမှာဖြစ်ပါတယ်မိသက်သမားဂျာဟုံးဟာကောင်းမှုတွေလုပ်ခဲ့တဲ့သူရဲကောင်းအဖြစ်သတ်မှတ်ခံခဲ့ရပြီးမြဲတရားစီရင်ရေးဂိတ်မှာတော့ရောက်လာတဲ့အခါမှာတော့သူလှိုးဝှက်ထားခဲ့တဲ့အတိတ်ကအမှားတွေမိသားစုပေါ်နာကျင်စေခဲ့မှုတွေကိုတစ်ခုပြီးတစ်ခုပေါ်ပေါက်လာပြီးတော့အခက်ခဲကြုံတွေ့ရပါတော့တဲ့ငရဲကပါရဲ့စွတ်ဆန်ကန်အဖြစ်နဲ့အရှင်ကန်းမြင်ကွင်းတွေကြားမှာမိသားစုမြတ်တာနဲ့ကံကံ၏အကျိုးကို
ရင်းနှီးစရာကောင်းရိုက်ကူထားတာကြောင့်ရေရငွေရနဲ့ရင်ခုန်ရမယ့်ရုပ်တင်ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေနဲ့ကတော့မင်းသားအာကြောင်ဦးမင်းသားချာထဲဟုံးမင်းသားဂျူဂျီဟွန်းနဲ့မင်းသမီးချောလေးကင်ဟန်ခီတို့ပါဝင်ထားပြီးတော့ rating နေနဲ့ကတော့ IMDB 7.2 ထိရရှိလာတဲ့မဖြစ်မနေကြည့်ရှုတင်တဲ့ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်